ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတော်တော်များများလည်းဒီစကားလေးကိုကြားဦးမယ်လို့ထင်တယ်ဒါကဘာလဲဆိုလို့ရှိရင်ကိုလှုပ်တဲ့နယ်ပယ်မှာ business နယ်ပယ်မှာပဲဖြစ်ဖြစ်ဥယျာဉ်ဥမဥယျာဉ်ထူရမယ်ဆိုတဲ့စကားကိုကြားဘူးကြမယ်ဆိုတာသိကြပါတယ်ဒါကိုဇင်မရဲ့ business small business အတွေ့အကြုံနဲ့ဇင်မကပြောပြရမယ်ဆိုလို့ရှိရင် business လုပ်တဲ့အချိန်မှာတနည်းအားဖြင့်ကိုယ်ပိုင်စီးပွားရေးစလုပ်တဲ့အချိန်မှာဥစရာလည်းမလိုဘူးအရန်ကြီးထူးစရာလည်းမလိုဘူးလိုအပ်တာကကိုလှုပ်တဲ့အချိန်မှာအကောင်ဆုံးဝိရိယအရှိဆုံးဇွဲလုံးလအရှိဆုံးအပျော်ရွှင်ဆုံးနဲ့လုပ်နိုင်ရပြီဒါကဒီမှာ small business မှာဒါလက်တွေ့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံပဲဖြစ်တယ်ပေါ့နော်ဘာကြောင့်ဒီလိုမျိုးပြောနိုင်တာလဲဆိုလို့ရှိရင် small business စလို့တော့ဇင်မဆိုရင်ဥခဲ့တယ်ပြီးတော့သူများထက်ထူးခြားအောင်လဲလုပ်နိုင်တယ်ဒါပေမဲ့ဇင်မကိုအားကြပြီးတော့ဇင်မရဲ့ဒီအသိမိတ်ဆွေတွေကပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုး live ဖွင့်တဲ့လူတွေလည်းရှိတယ်ဒီလိုလူတွေဟာမဥလို့ဆိုပြီးတော့လဲလုံးဝမမားဘူးမထူးလို့ဆိုပြီးတော့လဲလုံးဝမမားဘူးသူတို့ဟာသူတို့ဝင်ငွေတစ်ခုပေါ်မှာရက်တည်နိုင်တာအခုလက်တွေ့ပဲဖြစ်တဲ့အတွက်ဒါကြောင့်ကိုကဘယ် business ကိုပဲစတင်ခြင်းဘယ်နယ်ပယ်မှာပဲစတင်ခြင်းအရန်ကြီးဥစရာလည်းမလိုဘူးအရန်ကြီးထူးစရာလည်းမလိုဘူးကိုဘယ်အသက်အရွယ်ပဲရောက်ကိုလှုပ်တဲ့အချိန်ကကိုအချိန်ကောင်းပဲဖြစ်ပါတယ်